လှမ်းကြည့်လိုက်တော့နောက်ထပ်ကြီးမားတဲ့မုန်တိုင်းကြီးတစ်ခုကသူတို့စီလာနေတာတွေ့လိုက်ရတယ်။ဒါကဆောနာကထက်တောင်မှပိုပြီးပြင်းထန်မဲ့ပုံပါပဲ။ဒုတိယမုန်တိုင်းဝင်တိုက်တဲ့အခါမှာအားလုံးနှင်းတွေအောက်ထက်ရောက်သွားကြပြန်ပါလိ။မုန်တိုင်းကပြင်းထန်လို့လေရင်တစ်စင်းလုံးနှင်းတွေဖုံးသွားပါလိ။တချို့ကတော့ချက်ချင်းပဲအသက်ဆုံးသွားကြတယ်။အထဲမှာပိတ်မိနေသူတွေအတွက်ထွက်ပေါက်မရှိတော့ပါဘူး။လူတစ်ယောက်ကမုန်းမတေအောင်လေဝင်လို့ရမယ့်အပေါက်တစ်ခုကိုလေရင်အမှုမှာအမြန်ဖောက်လိုက်တယ်။သူတို့ဘော်ကိုနှင်းတွေထပ်မကျလာဖို့အတွက်လက်အုပ်ချပြီးဆူတောင်းနေကြပါလိ။ထပ်ကြလာရင်တော့သူတို့ထာဝရပိတ်မိသွားမှာမဟုတ်ပါ။နိုင်နေငယ်ကြတော့သူတို့အားပြန်မွေးကြတယ်။အသက်မရှိတော့တဲ့ရုပ်လောင်းရှစ်လောင်းကိုလေရင်တောင်းတနေရာစီကိုရွှေ့လိုက်ကြတယ်။အခုဆိုရင်သူတို့ဒီတောင်ဒီပေါ်မှာ18ရက်ကြာရှင်သန်ခဲ့ပြီးပြီဖြစ်လို့စာလောင်မှုကဒီမခံနိုင်အောင်ဖြစ်လာပါပြီ။အသက်ရှင်မှုအတွက်တခုရီးသောနီလန်ကတေဆုံးသူတွေရဲ့အလောင်းကိုစားဖို့ပါပြီ။ဒါပေမဲ့ဒီလူတွေသူတို့ရဲ့အသင်းပေါ်တွေတငယ်ချင်းတွေဖြစ်နေတဲ့အတွက်ဒီလိုလုပ်ရတာသူတို့အတွက်အင်မတန်နာကျင်ရပါလိမ့်။ဒီအချိန်တွေကိုမြင်ပြီးနူမာဆိုတဲ့ကောင်လေးကစိတ်မထိန်နိုင်တော့ပါဘူး။သူစိတ်တွေအယမ်းရှုပ်ထွေးပြီးလေရင်ပရင်းပေါက်ကိုထုရိုက်လိုက်ပါတော့တယ်။မှန်ကွဲစားကသူ့ခြေထောက်ကိုစိုက်ဝင်ပြီးဒဏ်ရာရသွားပေမဲ့သူကမရက်တန်းခဲ့ပါဘူး။အပေါ်ပိုင်းရေခဲတွေကိုအပေါက်ဖောက်ဖို့သူမနာရန်တူးဆွနေခဲ့ပါလိမ့်။နှစ်ရက်လုံးစူးစမ်းပြီးတဲ့နောက်မှာတော့ထွက်ပေါက်တစ်ခုဖောက်နိုင်ခဲ့ကြပါလိမ့်။တယောက်ပြီးတယောက်တွားပြီးထွက်လာကြတယ်။နေလင်းရောင်ကိုပြန်မြင်လာရတဲ့ခံစားချက်ကတေမင်းထောင်ချောက်ထဲကလွတ်လာသလိုပါပဲ။အသက်ရှင်လာရတဲ့အတွက်သူတို့ဝမ်းသာပီတိဖြစ်ကြရတယ်။ပြီးတော့လေရင်မော်ကနှင်းတွေကိုဖယ်ရှားရှင်းလင်းကြတယ်။နျူမာကနှင်းတွေကြောင့်သူ့ခြေထောက်ထုံသွားပြီးနာသွားတာကိုမခံစားရတော့တာသတိထားမိလိုက်ပါလိမ့်။ဒါကြောင့်ဒဏ်ရာကိုဂရုမစိုက်ပဲဆက်ပြီးတော့အလုပ်လုပ်နေခဲ့ပါလိမ့်။နေထွက်လာပြီးမို့လို့တူးရတာနည်းနည်းလေးပူလွယ်လာပါလိမ့်။နာယီနေငယ်စူးစမ်းပြီးတဲ့နောက်မှာတော့လေရင်ကိုပြန်မြင်လာရပါပြီ။တောက်ပါတဲ့နေအောင်ကြီးကသူတို့မျှော်လင့်ချက်တွေကိုမြင့်တင်ပေးလိုက်ပါလိမ့်။လေရင်အမိပိုင်းရှာဖွေရေးကိုသူတို့ပြန်စဉ်းစားလာကြပြန်ပါလိမ့်။ဒါပေမဲ့အေးခဲလုံးတဲ့ညတွေကကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေတော့မှာပဲ။ရာသီဥတုနည်းနည်းပူလာပြီးတောင်တက်ရလွယ်တဲ့အထိခဏဆောက်မှုအတွက်ဆုံးဖြတ်လိုက်ကြတယ်။မကြခင်မှာပဲ34ရက်ကုန်ဆုံးသွားခဲ့ပါပြီ။ရာသီဥတုအနေငယ်ကောင်းမွန်လာတယ်။ပထမအချိန်တောင်တက်ဖို့ကြိုးစားခဲ့သူတွေကအားနည်းနေတော့မို့ထပ်သွားဖို့အဆင်သင့်မဖြစ်သေးပါဘူး။နာယီနေငယ်အကြောင်းမှာသူတို့ရင်ခွဲစရာသတင်းစိုးတစ်ခုကြားလိုက်ရတယ်။နောက်ထပ်အဖော်တယောက်အစာပြတ်ပြီးဆုံးသွားပြန်ပါပြီ။သူ့ကိုလေးလံနေတဲ့စိတ်တွေနဲ့နှင်းတော်ထဲမှာမြုပ်ပေးလိုက်ကြပါလိမ့်။နောက်ထပ်2ရက်ကုန်သွားပြန်ပြီ။36ရက်မြောက်နေ့မှာတော့အသက်ရှင်ခြင်းရင်အမီးပိုင်းကဘက်ထရီကိုရအောင်ယူမှဖြစ်မယ်လို့ပြက်ပြက်သားသားဆုံးဖြတ်လိုက်ကြတယ်။ဒါမှသာအပြင်လောကနဲ့ဆက်သွယ်နိုင်မှာပါ။အချိန်ဆွဲနေရင်အားလုံးတယောက်ပြီးတယောက်တီးကုန်ကြမှာကိုသူတို့ကြောက်နေကြတယ်။ရောဘတ်တို၊တင်တင်၊နျူမာနဲ့နန်ဒိုဆိုတဲ့4ယောက်ကခရီးထွက်ဖို့ပြင်ဆင်ကြတယ်။အေးရန်ကိုခံနိုင်အောင်အဝတ်တွေအထက်ထက်ဝတ်ဆင်ကြတယ်။ပြီးတော့လေရင်အမီးပိုင်းရှာဖို့ထပ်ထွက်လာခဲ့ကြပါလိမ့်။ဒါပေမဲ့နိုင်ပေါင်းများစွာလမ်းလျှောက်ပေမဲ့ဘာမှရှာမတွေ့ခဲ့ပါဘူး။နျူမာရဲ့အခြေအနေကပူဆူးလာပါလိမ့်။သူမူးမေပြီးလဲကျသွားတယ်။ကျန်တဲ့သူတွေကသူ့ခြေထောက်ဒဏ်ရာပိုးဝေနေမှန်းသိလိုက်ကြတယ်။သူ့ကိုပြန်ပို့ပေးဖို့လုပ်ပေမဲ့နျူမာကညင်းဆန်ပြီးသူမပါဘဲခရီးဆက်ကြဖို့အတင်းပြောတယ်။သူတယောက်တည်းပြန်မယ်လို့လည်းပြောပါလိမ့်။နျူမာလေရင်စီကိုပြန်ရောက်လာပေမဲ့ရောက်ချင်းပဲလဲကျသွားပါလိမ့်။နောက်ပိုင်းသတိပြန်ရလာတော့ကျန်တဲ့သူတွေကလေရင်ပေါ်မှာနှင်းတွေကိုဖယ်နေတာမြင်ရတယ်။ကူညီခြင်းပေမဲ့သူ့ခန္ဓာကိုယ်ကလှုပ်ရှားဖို့တော့အားမရှိတော့ဘူး။ဟို3ယောက်ကတော့အခက်ခဲတဲ့ခရီးကိုဆက်နှင်နေကြတယ်။နိုင်ပေါင်းများစွာသွားပြီးတဲ့နောက်မှာတော့လေရင်အမီးပိုင်းကျခဲ့တဲ့နေရာရောက်သွားကြပါလိမ့်။ကြောက်ဆောင်နေနဲ့ရိုက်မိပြီးတစားစီကြေမွားနေပါပြီ။သူတို့3ယောက်ဝမ်းသာအားရနဲ့လေရင်အမီးပိုင်းစီကိုဦးတည်သွားကြတယ်။အဲဒီနေရာကိုစစ်ဆေးကြည့်တော့ဘက်ထရီတွေမကဘဲနဲ့အခြားဟာတွေပါတွေ့လိုက်ကြရတယ်။အဝတ်အစားတွေရမ်ဘလင်းတွေနဲ့စီးကရက်ဘူးတွေကိုပါတွေ့လိုက်ရတယ်။ပစ္စည်းတွေယူပြီးသူတို့စခန်းချတဲ့နေရာကိုပြန်လာခဲ့ကြတယ်။ဘက်ထရီနဲ့ရေဒီယိုကိုချိတ်ပြီးအပြင်လောကကိုဆက်သွယ်ဖို့ကြိုးစားပေမဲ့ရေဒီယိုကအလုံးမလုပ်ပါဘူး။သူတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်လေးထပ်ပြီးပြည့်စည်သွားပြန်ပါပြီ။အဲဒီအချိန်မှာနျူမာရဲ့အခြေအနေကပိုဆိုးရွားလာနေပါပြီ။ပိုးကခန္ဓာကိုယ်တစ်ခုလုံးကိုပြန့်နှံ့နေပြီးအရင်ကစုဆောင်းထားတဲ့အစားအစာတွေလည်းကုန်သွားပါပြီ။ဒါကြောင့်အားလုံးကကြံနေတဲ့အသားတွေကိုထပ်စားကြရပြန်ပါပြီ။နျူမာကသူအသက်မရှင်နိုင်တော့မှန်းသိလို့ကျန်တဲ့သူတွေအတွက်အစာကြံအောင်ဆိုပြီးမစားတော့ဖဲနေပါပြီ။အဖွဲ့ဝင်တချို့ကတော့အသုံးဝင်တာများရမလားဆိုပြီးအမီးဘက်ပိုင်းကိုထပ်သွားကြည့်ကြတယ်။ဒီတစ်ခါတော့ကန်တရားကမျက်နှာသာပေးပါလိ။ရေစုံကန်အစားတစ်ခုကိုတွေးလို့အေးရက်လိပ်ဖြစ်အောင်ချုပ်လိုက်ကြတယ်။မကြခင်မှာပဲလေရင်ပြက်ပြီး58ရက်အကြာမှာအစိုးရကနောက်ဆုံးချိန်ရှာဖွေရေးလှုပ်ဆောင်မယ့်အကြောင်းရေဒီယိုကနေကြားလိုက်ရတယ်။ဒီသတင်းစကားကမျှော်လင့်ချက်နဲ့တက်တီတွေကိုပြန်လည်ခေါ်ဆောင်လာပေးပါလိ။တချို့ကတော့ဒီမှာပဲနေပြီးစောင့်ကြဖို့အကြံပြုတယ်။တချို့ကတော့ပုံအောင်နေတယ်လို့ဖြစ်နေရင်ကယ်ဆယ်ရေးတွေကရှာတွေ့မှာမဟုတ်ဘူး။လူနေနေကခရီးဆက်ပြီးအကူအညီသွားတောင်းမှဖြစ်မယ်လို့ညင်းကြတယ်။အဲဒီညမှာပဲနျူမာရဲ့အခြေအနေကအတော်လေးဆိုးလာတယ်။သူ့ရဲ့နောက်ဆုံးထွက်သက်ကိုရှူရှိုက်နေရပါပြီ။မသေးခင်လေးမှာသူကငါတည်သွားရင်ငါခန္ဓာကိုယ်ကိုမင်းတို့အသက်ဆက်ဖို့အတွက်သုံးကြပါလို့မှားခဲ့တယ်။ဒီစကားတွေနဲ့အတူနျူမာဆုံးပါသွားခဲ့ပါလိ။သူရဲ့နောက်ဆုံးစကားတွေကအားလုံးကိုခွန်အားဖြစ်စေခဲ့တယ်။သူရေးခဲ့တဲ့စာတစောင်ကိုလည်းတွေးခဲ့ရတယ်။သူဘေးမှာတငယ်ချင်းတွေရှိနေတဲ့အတွက်ငြိမ်းချမ်းပါလိ။ဒီထက်ကောင်းတဲ့နှုတ်ဆက်ထွက်ခွာခြင်းမျိုးမရှိနိုင်တော့ပါဘူးလို့ရေးထားတယ်။စာကိုဖတ်ပြီးတဲ့နောက်အဖွဲ့သားတွေစိတ်သက်ခွန်အားအသစ်တွေပြန်တက်လာကြတယ်။ကယ်ဆယ်ရေးရှာဖို့အတွက်အဖွဲ့တွေက3ယောက်ကထပ်ထွက်ဖို့ပြင်ဆင်ကြပြီးအေးရလိမ့်နဲ့လုံလောက်မဲ့အစားအစာတွေကိုသယ်ဆောင်သွားကြတယ်။ဒီတစ်ခါတော့ဘာပဲဖြစ်ဖြစ်တောင်တွေကိုကြော်ဖြတ်မယ်လို့ဆုံးဖြတ်ထားကြပုံပါပြီ။ပြီးတော့ချီလီကိုအရောက်သွားပြီးအကူအညီခေါ်လာခဲ့မယ်ပေါ့။
မျောလင်းကြမပြတ်ပဲသူတို့စက်တိုက်တောင်တွေတက်ခဲ့ကြတယ်ညာအိမ်အိမ်ရလိတ်ထဲဝင်ပြီးအနားယူကြတယ်နောက်တစ်နေ့မနက်မှာဆက်သွားပြီးတောင်ထိပ်ကိုရောက်သွားပြီမယ်ရှေ့ကမြင်ကွင်းကြောင့်သူတို့ယုံကြည်မှုတွေပြည့်စည်သွားရတယ်သူတို့ရှေ့မှာမဆုံးနိုင်သေးတဲ့တောင်တန်းတွေအများကြီးရှိနေသေးတာပါဒါကခရီးလမ်းအများကြီးကျန်နေသေးတယ်ဆိုတဲ့သဘောပါလူ3ယောက်စာအစာမလောက်နိုင်လို့ပြန်လှည့်ဖို့စဉ်းစားကြတယ်ဒီနေ့ကသူ့ဝေစုကိုကြံ2ယောက်ကိုပေးပြီးသူတို့ခရီးဆက်ရလွယ်အောင်နောက်ပြန်လှည့်ခဲ့တယ်ခရီးကအင်မတန်ကြမ်းတမ်းပေမဲ့သူတို့မရက်တန့်ခဲ့ကြပါဘူး10ရက်လုံးစက်တိုက်လမ်းလျှောက်ပြီးတဲ့နောက်သူတို့ရဲ့ဇွဲလုံးလာကအရာထင်လာပါသည်အရင်နေရာတွေထက်နှင်းပူနေတဲ့ဒေသတစ်ခုကိုရောက်လာကြသည်ကြည်လင်စွာစီးဆင်းနေတဲ့မြေတစင်းကိုတွေ့တော့ရေဝအောင်တောက်ဖို့ခဏနားလိုက်ကြသည်ရုတ်တရက်မယုံကြည်နိုင်စရာအဖြစ်အပျက်တစ်ခုဖြစ်လာပါသည်မြေတစ်ဖက်ကမ်းမှာမြင်းစီးလာတဲ့လူတစ်ယောက်ကိုလှမ်းတွေ့လိုက်ရတာပါပထမတော့ကိုမျက်စိကိုတော့မယုံနိုင်ကြပါဘူးအိမ်မလားစိတ်ထင်လာလားလို့ထင်မိမယ်ခဏနေတော့လူသားစစ်စစ်မှန်းသိလိုက်ကြသည်သူတို့တွေပျော်လွန်းလို့စိတ်လှုပ်ရှားကုန်ကြပါသည်အကူညီရဖို့အားကုန်အော်ဟစ်ပေမဲ့ရေစည်းတန်ကကျဲလွန်းလို့ဟိုလူကသူတို့ပြောတာမကြားရပါဘူးအဲ့ဒါနဲ့ပဲအဲ့ဒီလူကစာရွက်နဲ့ခဲတံတစ်ချောင်းသူတို့စီကိုပြစ်ပေးလိုက်တယ်သူတို့လည်းကြုံတွေ့ခဲ့ရတာအကုန်လုံးကိုစာရေးလိုက်ကြတယ်စာကိုဖတ်ပြီးတာနဲ့အဲ့ဒီလူကအာနာပိုင်နေစီကိုအမြန်သတင်းသွားပို့လိုက်ပါသည်လွန်ခဲ့တဲ့2လကျော်ကပျောက်ဆုံးသွားပြီးတေပြီးလို့ယူဆထားတဲ့ခရီးသည်တချို့အသက်ရှင်နေသေးမှန်းသိတော့တာဝန်ရှိသူတွေအံ့အားသင့်သွားကြပါသည်အစိုးရကချက်ချင်းပဲကယ်ဆယ်ရေးအဖွဲ့ကိုဆေလွှတ်လိုက်တယ်အဲ့ဒီလူကရောဘတ်တိုနဲ့နန်ဒိုကိုသူ့အိမ်ကိုခေါ်သွားကအချိန်ကြာကြီးနေမှပထမဦးဆုံးအကြိမ်အဖြစ်ခေါင်းမွန်တဲ့အစားအသောက်တွေစားကြရတယ်ဒီသတင်းကတစ်မျိုးလုံးကိုတော်မီပမာပြန့်နှံ့သွားပါသည်သတင်းတောက်တွေနဲ့လူတွေကသူတို့အကြောင်းနားထောင်မှုအတွက်နေရာအနှံ့ကနေစုယုံရောက်ရှိလာကြသည်နင်းအောင်ပေါ်မှာကြံခဲ့တဲ့အဖွဲ့ကလည်းရေဒီယိုကနေတဆင့်သတင်းကြားသွားကြသည်သူတို့ရင်ထဲမှာပျော်ရွှင်မှုတွေပြေးရှံသွားကြပါသည်သူတို့ကကိုတန်ရှင်းလုပ်ပြီးပြန်မှုပြင်ဆင်ကြပါတော့သည်မကြခင်မှာပဲရောဘတ်တိုနန်ဒိုနဲ့အတူကယ်ဆယ်ရေးအဖွဲ့ရောက်လာသည်လေရင်ပြက်ပြီး82ရက်အကြာမှာပဲသူတို့လွတ်မြောက်သွားခဲ့ကြပါပြီသူတို့မြို့ကိုပြန်ရောက်လာကြတယ်မိသားစုဝင်တွေကမျက်ရည်တွေနဲ့ဖက်လဲတကင်းကြိုဆိုကြတယ်မြို့ကန်တွေကသူတို့ကိုသူရဲကောင်းတွေလိုကြိုဆိုကြတယ်အသက်ရှင်ကျန်ရည်သူအားလုံးကိုဆေးကုသဖို့ဆေးရုံပို့လိုက်ကြတယ်ဆေးရုံမှာတယောက်ကိုတယောက်တန်ရှင်းရေးကုလုပ်ပေးကြပြီးဂရီနေတီးတန့်စီချထားပြီးတယ်ဒါပေမဲ့အဲ့ဒီညမှာပဲသူတို့အားလုံးအတူတူပဲအိပ်ဖို့ဆုံးဖြတ်လိုက်ကြပါသည်ဘာလို့လဲဆိုတော့ကြုံခဲ့ရတဲ့စိတ်ဒဏ်ရာတွေကသူတို့ကိုတန်ရောစင်အကြာကြီးတွင်နှောင်သွားစေလိုပါပဲလေယာဉ်ပေါ်မှာခရီးသည်45ဦးပါလာခဲ့ပေမယ့်မယုံနိုင်စရာဒီခရီးချမ်းကြီးကိုဖျက်ကျော်ပြီးနောက်ဆုံးမှာတော့16ဦးသာအသက်ရှင်ကျန်ရစ်ခဲ့ပါသည်ပြီးတော့ဒါဟာတကယ်ဖြစ်ရမှန်ကိုအခြေခံထားတဲ့ဇာတ်လမ်းတစ်ခုပါဒီလူတွေရဲ့နာကျင်မှုမျှော်လင့်ချက်နဲ့တက်တီတွေကိုခံစားမိတယ်ဆိုရင်ဒီ channel လေးကို subscribe လုပ် like နဲ့ share လုပ်ပြီးကူညီပေးကြပါဦးမိတ်ဆွေတွေရဲ့အားပေးမှုကဒီလိုဖြစ်ရမှန်ဇာတ်လမ်းကောင်းတွေကိုတင်ဆက်ပေးနိုင်မှုကျွန်တော်အတွက်ခွန်အားဖြစ်စေပါသည်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ